Hello, hello မင်္ဂလာပါဆိုတော့ဒီနေ့ဖျားတကယ်နှုတ်ပတ်တော်ကိုကျွန်တော်တို့ပြန်လေးစီရင်ကြရအောင်ဘာအကြောင်းရလဲဆိုလို့ရှိရင်ရှမတဲ့အခန်းကြီး9အငယ်9ထဲအကြောင်းရကိုကျွန်တော်အနေငယ်ချဲလို့ပေးရှင်တယ်ကျွန်တော်နှုတ်ပတ်တော်ကိုဖတ်ကြားရှင်ပါတယ်ရှမတဲ့အခန်းကြီး9အငယ်9တောင်းကြလောတောင်းနေရမင်းရှာကြလောရှာလီသွေးမင်းတကားကိုခောက်ကြလောခောက်လီဖွင့်မင်းတောင်းတော်သူမိဒီကရအေးရှာတော်သူဒီလေးတွေ့ဤခောက်တော်သူအားလေတကားကိုဖွင့်ဤရောစနေကဖျားရှိကောင်းယူပေးပါစေအာမင်ဆိုတော့ဒီနေ့ဖျားတကယ်နှုတ်ပတ်တော်ကိုကျွန်တော်အနေငယ်ဝင်ငှရှင်တယ်ဘာလဲဆိုလို့ရှိရင်ဒီနေ့เนาะဒီနှုတ်ပတ်တော်ကိုများသောအားဖြင့်ဘယ်လိုခံယူထားလဲဆိုလို့ရှိရင်เนาะဖျားတကယ်တောင်းခန့်တဲ့အရာဘာကိုတောင်းခန့်တယ်လို့ဆိုလို့ရှိရင်เนาะပတ်စံတွေစီးစိမ်တွေเนาะကွန်ပါတနာတွေเนาะဖျားတကယ်တောင်းခန့်တာမဟုတ်ဒီနေ့ကျွန်တော်နားလေးပေါ့เนาะဘာကိုတောင်းခန့်တယ်လို့ဆိုလို့ရှိရင်တန်ရှင်းတော့ဝိတော်ကျွန်တော်တို့တောင်းရမှာဖြစ်ပါတယ်ဟာလေလုယာနော်တန်ရှင်းတော့ဝိနော်ရှိမှတယ်လေဒီနေ့ကျွန်တော်တို့ကနော်ပြည့်စုံတဲ့လူဖြစ်မှာဖြစ်ပါတယ်ဒီနေ့နော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကနော်စစ်မှန်တော့ခရိယန်နော်ဖြစ်ဖို့ဆိုလို့ရှိရင်ဘာကိုတောင်းရမလဲဆိုလို့ရှိရင်တန်ရှင်းတော့ဝိနော်ကျွန်တော်တောင်းဖို့အရင်ကြီးတယ်ဒီနေ့ဖျားတခင်နာမတော်ဘုန်းကြီးပါစေနော်တချို့တော့သူကဒီနေရာမှာဘယ်လိုတောင်းကြလဲဆိုလို့ရှိရင်နော်အစွမ်းကပြောသလိုပဲနော်လောကမှာရှိနေတဲ့အရာစီးစိမ်တွေနော်ပတ်စံတွေနော်လားစာကောင်းကောင်းရဖို့နော်တရုတ်ရှာတွေပါစတာတွေညတော့အဖြစ်တာတွေလုပ်တယ်နော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တက်တာထဲမှာဘာကိုရှာရမလဲဒီနေ့ဖျားတခင်မျက်မှောက်တော်ကိုရှာရမှာနော်တန်ရှင်းတော့ဝိနော်ကိုကျွန်တော်တို့တောင်းရမှာဖျားတခင်ရှင်မှာနော်ပတ်စံတွေစီးစိမ်တွေမဟုတ်ဒီနေ့ကျွန်တော်ရှာဖို့ကဒါနံပါတ်1နည်းနည်းကျွန်တော်နားလေးဖို့အရင်ကြီးတယ်နော်တကားကိုခောက်ကြလောတဲ့ခောက်လေးဖွင့်ပေးမယ်ဒီနေ့ကျွန်တော်ပြောသလိုဒီနေ့ကျွန်တော်တို့တက်တာထဲဘာဘူးနော်တကားကိုခောက်တဲ့အခါမှာဘယ်လိုခောက်ရမလဲဒီနေ့နော်ဟိုအတင်းတော်လာစားဘယ်လောက်ထိပေးနိုင်လဲဆိုတာဒီနေ့ကျွန်တော်တို့ခောက်ဖို့မဟုတ်ဘူးဒီနေ့ဝိနော်ကိုကျွန်တော်တို့ဖိတ်ခေါ်ဖို့เนาะတန်ရှင်းတော့ဝိနော်ကိုကျွန်တော်တို့ကိုပေးပါဆွေးမကျွန်တော်တို့တောင်းရမှာဖြစ်ပါတယ်ဖျားတခင်ရှင်မှာเนาะဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာเนาะတောင်းတဲ့အရာတွေအလွေသုံးစားတဲ့အရာတွေရှိရဲเนาะဒီနေ့ဘေးရမှာပေါ်ပြလေဆိုလို့ရှိရင်ကျွန်တော်စမ်းစာအနေနဲ့ကျွန်တော်ဖတ်ပြရှင်နဲ့ရှင်လူကအခိုင်7အငယ်7ထဲမှာဖျားတခင်နှုတ်ပတ်တော်ကျွန်တော်တို့ကိုတီတီလေးလေးပေါ်ပြတဲ့အရာရှိပါတယ်เนาะရှင်လူကအခိုင်7အငယ်7ထဲမှာကျွန်တော်ချက်ပဲရအောင်တင်တို့ဒီအစိုးဖြစ်လျက်ပင်ကိုသားတို့အားကောင်းသောအရာကိုပိတ်သက်လျင်ထိုမြတ်မကကောင်းကင်၌ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်ဆုတောင်းတော်သူတို့အားတန်ရှင်တော်ဝိနော်ကိုတာရွက်ပေးတော်မူမည်မဟုတ်လောဟုမိန့်တော်မူ၏ဖျားတခင်နာမတော်ဘုန်းကြီးပါစေအာမင်ဟုတ်ပြီဆိုတော့ဒီနေ့နောက်ဒီထဲမှာဘယ်လိုပြောထားလဲဆိုလို့ရှိရင်เนาะကျွန်တော်ပြောသလိုရှင်မသက်အခန်းကြီး9အငယ်9ထဲမှာပေါ်ပြတဲ့အရာတောင်းပါဆိုတဲ့အရာကဘာကိုတောင်းခံတယ်လဲဆိုလို့ရှိရင်ဒီနေ့တန်ရှင်းတော့ဝိနော်ကိုကျွန်တော်တို့တောင်းခံတာဖြစ်ပါတယ်ဒီနေ့เนาะကျွန်တော်ပြောသလိုခေါ်တော့သူကလည်းတကားကိုဖွင့်ပေးပြီဆိုတော့ဒီနေ့ကျွန်တော်တို့တန်ရှင်းတော့ဝိနော်ကိုကျွန်တော်တောင်းပြီဆိုလို့ရှိရင်ဒီနေ့ဖျားတကယ်ကျွန်တော်တို့ကိုတန်ရှင်းတော့ဝိနော်ပေးမှာဖြစ်ပါတယ်เนาะကျွန်တော်တို့နှလုံးသားထဲမှာထည့်သွင်းပေးမှာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာပေးမယ်ဆိုတဲ့အခါမှာတန်ရှင်းတော့ဝိနော်ကိုကျွန်တော်တို့ကအသက်တာထဲမှာเนาะပဋိဇာမင်လာခံပြီးရှုကြရတဲ့နေဝင်တော့ကျွန်တော်တို့ကအတက်မှာကျွန်တော်တို့နှလုံးသားထဲမှာကျွန်တော်တို့ခံတော့ကိုယ်ထဲမှာရှိတယ်အဲ့ဒီဝိညာဉ်တော်ကိုကျွန်တော်ထပ်ပြီးမှဖျားတခင်မှာကျွန်တော်တော့တောင်းမှုဖြစ်ပါတယ်ဖိတ်ခေါ်မှုဖြစ်ပါတယ်နောက်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တောင်းတဲ့အရာကနော်ပတ်ဆိုင်မဟုတ်ဘူးနော်လောကမှာစီးစိမ်မဟုတ်ဘူးနော်တန်ရှင်းတော့ဝိနော်ကျွန်တော်တောင်းရမှာဖြစ်ပါတယ်ဒီနေ့တန်ရှင်းတော့ဝိနော်ရှိမှတဲ့ဒီနေ့ကျွန်တော်တို့စိတ်မှန်တာယုံကြည်သူဖြစ်မှာဖြစ်ပါတယ်စိတ်မှန်တော့ခရိယန်တယောက်ဖြစ်မှာဖြစ်ပါတယ်ဒီနေ့နော်ဒါကြောင့်ဒီနေ့ဝိနော်ကျွန်တော်တို့ကိုဖွင့်ပြတာလိုင်းပြတာဖြစ်ပါတယ်ဒီနေ့တွင်တင်ပေးတာဖြစ်ပါတယ်ဒီနေ့နော်ဝိနော်မရှိဘူးဆိုလို့ရှိရင်ဘေးအရာနေကျွန်တော်တို့မဖြစ်နိုင်ဘူးနော်ဒါကြောင့်ဒီနေ့တန်ရှင်းတော်ဝိနော်ဒီနေ့ကျွန်တော်တောင်းဖို့ဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ဖော်ပြရှင်တယ်နော်ဒါကြောင့်ဒီနေ့နော်ကောင်းကင်ဘုံမှာရှိနေတဲ့ကျွန်တော်တို့အသက်ရှင်တဲ့ဖရာသခင်အဖထာဝရဖရာသခင်ကနော်ကျွန်တော်တို့ကိုနော်သူ့မှာကျွန်တော်တို့တောင်းရင်ဘာပေးမလို့ဆိုလို့ရှိရင်ဒီနေ့နော်ကျမ်းစာထဲမှာဖော်ပြတဲ့အရာပဲတန်ရှင်းတော်ဝိနော်ကိုကျွန်တော်တို့ကိုပေးမှာဖြစ်ပါတယ်ဒီနေ့တင်တောင်းတဲ့အရာကတန်ရှင်းတော်ဝိနော်ဖြစ်ပါစေမိတ်ဆွေနော်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောပြရှင်တယ်နော်ကျွန်တော်ခွန်အားပေးရှင်တယ်နော်ဒီနေ့စီးစိမ်ကိုမတောင်းပါနဲ့နော်လာစာတွေမတောင်းပါနဲ့ဒီနေ့ဖျားတခင်ရှင်မှာနော်တင်လို့အနေနဲ့အရာကဖျားတခင်အကုန်လုံးသိတယ်နော်ရှင်မတဲ့အခန်းကြီး6အငယ်30တို့ထဲမှာဖော်ပြထားပြီးပြီဒီနေ့ဘာကိုဖော်ပြထားလဲနော်ကျွန်တော်တို့အရင်ဥရှင်ဒီနေ့ဖျားတခင်ကိုကျွန်တော်တို့နော်ဖြောင်းမှန်းရှင်တရားနော်ဒီလိုကျွန်တော်ရှာရမှာဖြစ်ပါတယ်ဒီနေ့နော်အဲ့ဒီဖြောင်းမှန်းရှင်တရားရှိဖို့ဆိုလို့ရှိရင်တန်ရှင်းတော့ဝိနော်ကျွန်တော်တို့နှလုံးသားထဲမှာနေရာယူမှဖြစ်မှာတန်ရှင်းတော့မရှိဘူးဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ဘယ်တော့မှမဖြောင်းမနိုင်ဘူးနော်ဒါကြောင့်ဒီတန်ရှင်းတော့ဝိနော်ရဲ့အလောက်ကဘာလဲဆိုလို့ရှိရင်
ကျွန်တော်တို့ကိုတွင်တင်ပေးတာပေးပြင်ပေးတာနော်တနည်းအားဖြင့်ကျွန်တော်တို့ရဲ့နော်အတ္တရာထဲမှာအရင်ပါနေတဲ့အရာကဝင်တော်ဆိုတဲ့အခါမှာဒီကျွန်တော်တို့ကိုလမ်းရပေးတယ်တွင်တင်ပေးတယ်ကွေကာပေးတယ်မားဆတယ်နော်မကောင်းတဲ့အရာတွေကနေကျွန်တော်တို့ကိုနော်ကွေကာပေးတယ်နော်တန်ရှင်းတော်ဝင်တော်ဖျားဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်နားလည်ဖို့အရင်ရည်စည်းပါတယ်။ဒါကြောင့်ဒီနေ့ရှင်မတဲ့အခန်းကြီး9အငယ်9ထဲမှာပေါ်ပြတဲ့အရာကတောင်းပါဆိုတဲ့အရာကဒီနေ့တန်ရှင်းတော်ဝင်တော်ဖျားကိုတောင်းခံတဲ့အရာဖြစ်ပါတယ်ဆိုတာကိုဒီနေ့ကျွန်တော်အနေနဲ့ခွန်အားပေးရှင်တယ်။အရက်စတဲ့ဖျားရှိကောင်းကြီးဖြစ်ပါစေ။အာမင်။